ကျွန်တော်ကိုသူပြုံးနဲ့တန်သွားပြီးတိတ်တခေါ်လေးကြရွေးကငါမှကြမ်းမရဲ့အမြင်ရောက်နေစေအမေရဲ့ပြုံးတွေမဲ့ရင်ခုန်နေစစကြောတဲ့ရွယ်လို့ကြမ်းမလေးမတောင်းတွေပဲစဉ်းစားကအနာဂတ်ဘဝကိုပုံပေါ်ပြီးငါလေးယူတော့မယ်ကြမ်းတောင်းလေးကျွန်တော်ကto me